လေအိုးခဏမေးခဲ့ပြီအိုးပြန်ဆုံးညဆုံးအိုးခမရတို့ကုန်လုံးအိုးမရနိုင်ဖို့အိုးပြန်ဆုံးညဆုံးအိုးတော့ကာရီလေအိုးခဏမေးခဲ့ပြီအိုးပြန်ဆုံးညဆုံးအိုးခမရတို့ကုန်လုံးအိုးမရနိုင်ဖို့အိုးပြန်ဆုံးညဆုံးအိုးတော့ကာရီလေအိုးခဏမေးခဲ့ပြီအိုးပြန်ဆုံးညဆုံးနေတဲ့တွေ့တွေ့ညောလင်းတဲ့တွေ့စားရှင်တန်ငယ်ဒီတောင်းကြည့်ရဲ့တို့ပြန်ဆုံးတွေ့မယ်လာကြငယ်ချင်းပေါင်းတဲ့ခုဇရာကထောင်းလာတော့ဆရာသမားတွေမမေးမလားတွေ့ကစိတ်တွေလှရှာနေငါဆယ်နှစ်ဒူဒူတောင်းတက်လာခဲ့အချိန်တွေခုမှပြန်တွေ့ဆွေရတော့ရင်ပြေလေငါဆယ်နှစ်ဒူဒူဆိုမိုက်ပေးခဲ့အချိန်တွေခုမှပြန်တွေ့နောင်လာတော့ရဲ့ပြေခုတော့ကုန်တဲ့တွေ့ကြည့်လာပြီပေါင်းတင်ရောက်ရင်တွေပြန်ဆုံးလာဒီကြောင့်နဲ့ခုတော့ကုန်တဲ့တွေ့ကြည့်လာပြီကျေးဇူးကြွေးတွေပြန်လာကသူဆက်မယ်နေတဲ့တွေ့တွေ့နော်လေးတဲ့တွေ့စားရှင်တန်ငယ်ဒီကြောင်းကြီးတဲ့တို့ပြန်ဆုံးတွေ့မယ်လာကြငယ်ချင်းပေါင်းတဲ့တွေကူဆရာကထောင်းလာတော့ဆရာမတွေမှမနေလားတွေ့သူကစိတ်တွေလှရှာလေးငါစနေတူတူကြောင်းတက်လာခဲ့ချိန်ခုမှပြန်တွေ့ဆွေရတော့ရင်ပြေလေးငါစနေတူတူဆိုမိုက်ပေးခဲ့ချိန်ခုမှပြန်တွေ့နောင်လာတော့ရင်ပြေခုတော့တော့တဲ့ကြည်လာပြီပေါင်းပြီးရောက်ရင်ပြန်ဆုံးငါဒီကြောင့်ပဲခုတော့တော့တဲ့ကြည်လာပြီကျေးဇူးကြွေးတွေပြန်လာကသူဆက်မဲ့ခုတော့တော့တဲ့ကြည်လာပြီပေါင်းပြီးရောက်ရင်ပြန်ဆုံးငါဒီကြောင့်ပဲခုတော့တော့တဲ့ကြည်လာပြီကျေးဇူးကြွေးတွေပြန်လာကသူဆက်မဲ့ခုတော့တော့တဲ့ကြည်လာပြီပေါင်းပြီးရောက်ရင်ပြန်ဆုံးငါဒီကြောင့်ပဲခုတော့တော့တဲ့ကြည်လာပြီကျေးဇူးကြွေးတွေပြန်လာကသူဆက်မဲ့ခုတော့တော့တဲ့ကြည်လာပြီပေါင်းပြီးရောက်ရင်ပြန်ဆုံးငါဒီကြောင့်ပဲခုတော့တော့တဲ့ကြည်လာပြီကျေးဇူးကြွေးတွေပြန်လာကသူဆက်မဲ့ခုတော့တော့တဲ့ကြည်လာပြီပေါင်းပြီးရောက်ရင်ပြန်ဆုံးငါဒီရောက်ဆုံးနဲ့ကြားတဲ့မျိုးကလေးတစ်မျိုးငယ်ချင်းတွေတို့အတူဆုံးစည်းဆုံးငယ်စဉ်
တော့ငါတူတူထိုင်မှုခဲ့တယ်ငါတို့ကြောင့်တော့ချယ်ရီရိတ်တွေအောင်ဘိုးရင်တော့ငါတို့ဒီဆောင်စားခဲ့တွေကိုရောက်ရင်တို့တွေလွမ်းမှုတယ်ဆောင်နေရှိမှတီးဆိုခဲ့မှုတယ်ဒီတစ်ချင်းနဲ့ပြန်လဲကြရအောင်စေဆရာတွေကိုကတော့ကြမယ်အတူတူကွယ်တို့ဆုံးမယ်မင်းနဲ့ငါနဲ့မနေကြတော့ပဲအဟောင်းမြတ်တဲ့ဖြစ်စေလာမဆုံးပြနေဒီရာဒီတို့ဝေးလေအိုချိန်ကကြောင်းလေးများကိုတက်ဆုံးပြီးလို့ပြနေလာမဆုံးပြနေတော့ချစ်သွားတို့ကြောင့်နေဆရာဆရာမအားလုံးနဲ့ရဲ့လက်ငယ်ချင်းပေါင်းနေတွေရှိနေစေနာရဲ့အကြောင်းတွေဆုံးမပြောမဲ့တော့နဲ့ငယ်ချင်းများငယ်စဉ်တော့ငါတူတူတင်ကြခဲ့တယ်ငါတို့ကြောင့်တော့စာသင်ခန်းတွေတဲ့တချင်ကဆိုတို့ရည်ရွယ်ဘူးတဲ့ပညာတတ်တွေဖြစ်အောင်ကြိုးစားမယ်ဆရာကြီးပြောတဲ့တို့ငါကကြောင်းများဒီစကားတော့ပြန်လဲကြရအောင်စေဆရာတွေကိုကတော့ကြမယ်အတူတူကွယ်တို့ဆုံးမယ်မင်းနဲ့ငါနဲ့မနေကြလို့ပဲဟောင်းများတစ်ဖြစ်စေရာမဆုံးပြနေဒီရာစီတို့ဝေးလေဘုချိန်ကကြောင်းလေးများကိုပြန်ဆုံးပြီးတော့ဖြစ်နေရာမဆုံးပြနေတို့ရှင်သောတို့ကြောင့်နေဆရာဆရာမအားလုံးနဲ့ရဲ့ငယ်ချင်းပေါင်းပြီးတွေရှိဒီလိုကတက်ကတည်းကကျောင်းဝင်းအတွင်း၌ကျင်းပပြုလုပ်ပြီး1945ခုနှစ်မှ2013ခုနှစ်အထိပညာသင်ယူခဲ့ကြသောကျောင်းသူကျောင်းသားဟောင်းများ၏ကွယ်လွန်ပြီးဖြစ်သောဆရာကြီးဆရာမကြီးများနှင့်ကျောင်းသူကျောင်းသားဟောင်းများအားဒီခုနေ့နေ့စွန်းဆက်ကတရားတော်နာယူခြင်းအစီအစဉ်ပါဗျာ။ဟာဟာစီလာကိုအားပေးခြင်းဖြစ်ပါလိမ့်မယ်။ဒီတော့ဆရာတော်များများဆရာမများနဲ့ကျောင်းသူကျောင်းသားဟောင်းများအားဒီခုနေ့ဒီတက်ချက်တရားကြည့်နေဖြစ်ပါဗျာ။စီစဉ်ရတဲ့ဓမ္မကြီးကိုဒီညာကိုအာရုံပြုနေဘောတာကအစကြီးပဲကြောကြပါလို့ခင်ဗျာ။ယုတေတေယုတေထိသောဘု
တရားတရားသံဃာယတနာတော်မြတ်သုံးပါးအပေါင်းတို့ကိုယုံကြည်မြတ်လို့လက်ဆုံမူ၍ရှိကိုပူဇော်ဘုယောမန်လျှောကရောရသောပဏာမယမမြတ်ခြင်းရှားရှိမရှိသောပုဂ္ဂိုလ်များတို့၏ဂုဏ်ကျေးဇူးကိုအောင်မြင်၍ဘုရားလာစွာသောစွမ်းခဲပွဲဘောဇင်လူဒံဖွယ်အပစ္စည်းဝတ္ထုအပြားပြားတို့ကိုအငါတော်စေသူများတို့အားလူဒံစကရချင်းကြောင့်သက်ရှိကြမှာစိတ်ချမ်းသာလိုရာဆန္ဒပြေဝကြပြီလေခန္ဓာ၅ပါးယုံနာတရားတို့ဤဖြစ်ပေါ်လာရခြင်းစာတိဒုက္ခခန္ဓာရရှိပြီလေအိုမင်းရည်ရောရခြင်းဆရာဒုက္ခ96ဖြာနာယောဂများဖြစ်ပေါ်လာရခြင်းခံစားရခြင်းဗျာတိဒုက္ခတတ္တဝမန္တမြမတိလိုကြပဲအချိန်ခါမ၍တရားခြင်းမရဏဒုက္ခဤတန္တရာဝုဒုက္ခအလုံးတို့ဤဘုံရာကျုပ်ရာငြိမ်းရာအမှန်မြတ်နိဗ္ဗာန်ကိုလေမြန်စွာကိုစီကိုငါမဲမောက်ပြုနေကြပါစေကုန်သတည်းအာမင်ဆောင်ရွက်ပြီးတော့ကျူဆောင်များတတ်တတိတတိတတိကိုသိကြပြီးကြတော့ခြင်းရှားရှိမရှိဖြစ်ကြကုန်သောအကျိုးဆောင်ဆရာဆရာမများတို့ဤဘုံယေရှုကိုသိက္ခာသမာဓိသိက္ခာပညာသိက္ခာဟူသောအကျင့်သိက္ခာသုံးပါးကို၎င်းရရှိအောင်ပြည့်စုံအောင်ယူဆအားထုတ်ကြပါကုန်တော်တို့နဲ့ကြောင်းသားဘဝမှာပျော်ရွှင်ခဲ့တော့ငါချိန်မောင်ရဲ့နဲ့ချောမောခဲ့ဆရာရဲ့ဆရာမများကျေးဇူးတွေထွေးပိုက်အခုတော့ဒီကျွန်တော်ပြန်ခဲ့ပြီသိမအောင်သိကြပြကြသောယေရှုကိုအောင်မိပြီးလေဒီပြုသမျှသောလမ်းသမျှသောဒီမွေရသတိဒီကြကုန်သောဆူရမင်းအတိတီတို့အားမြတ်ရာဆရာမများတို့အားယေရှုဆက်တော်အနိအားဖြင့်တရားတော်နာယညီညာဖြတ်ရောက်ရှိလာကြကုန်သောကြောင့်အကျိုးဆောင်များဆရာဆရာမများတို့အားသ
လုံးအိုးမရနိုင်မို့အိုးပြန်ဆုံး냐ဆုံးအိုးဒုက္ခတွေလည်းအိုးခဏမေ့ခဲ့ပြီအိုးပြန်ဆုံး냐ဆုံးအိုးခဏတို့ကုန်လုံးအိုးမရနိုင်မို့အိုးပြန်ဆုံး냐ဆုံးအိုးတော့ကာရီလေအိုးခဏမေ့ခဲ့ပြီအိုးပြန်ဆုံး냐ဆုံးအိုးခဏတို့ကုန်လုံးအိုးမရနိုင်မို့အိုးပြန်ဆုံး냐ဆုံးအိုးတော့ကာရီလေအိုးခဏမေ့ခဲ့ပြီအိုးပြန်ဆုံး냐ဆုံးအိုးခဏတို့ကုန်လုံးအိုးမရနိုင်မို့အိုးပြန်ဆုံး냐ဆုံးအိုးတော့ကာရီလေအိုးခဏမေ့ခဲ့ဒီမှာတွေ့နေရတဲ့ကလေးများရဲ့အကပြည့်ဝင်များအားလုံးကိုပျော်ရွှင်စွာကြည့်ရှုခံစားနေရတဲ့မောင်သားချို့လို့ဖြစ်ပါတယ်ဗျာကျွန်တော်ညနေ3 နာရီတိတိမှာယတ္တစာပေများသုဒ္ဓစာပေများကိုတချင်းတွေရရင်လိုက်ဆိုဝေးပါတဲ့နော်ဒီဆရာမပြောတာပါခင်ဗျာကျွန်တော်မပြောပါဘူးရှေ့မှာထိုင်နေတဲ့သမီးတွေနော်တချင်းဆိုပြီးလက်ကုပ်တီးပေးမယ်ရလို့ရှိရင်အောက်ကနေမြန်မြန်ဆန်ဆန်လေးလိုက်ဆိုလို့ရတယ်နော်ကိုဘုံပြလေးမှတ်ပေးမယ်တဲ့I know man, oh.
Jello call the line. Shame at this so game did the chin pian let down there. Shall we go the Georgia man? Do the great do so man. Meaning on it, but nigga away. How you think you say? Lama so dinner, the Yavi go away there. Oh, take a down there, Nago. That's only the Lord in there. Lama so dinner, your strength are no down there. Just some
နဲ့ပါစေနာရဲ့အချောင်းတွေဆုံးမပြောမဲ့တော့နဲ့တငယ်ချင်းများငယ်စဉ်တော့ငါတူတူတင်ကြရဲ့ငါတို့ချောင်းတို့စားသင်္ကန်းတွေတဲ့ တချင်ကဆိုတို့ရည်ရွယ်ဘူးပဲပညာတတ်တွေဖြစ်အောင်ကြိုးစားမယ်ဆရာတွေပြောတဲ့တို့ငါကအကြောင်းများဒီစကားတော့ပြန်လဲကြရောင်စေဆရာတွေကိုတို့ကြမယ်အတူတူကွယ်တို့ဆုံးမယ်မင်းနဲ့ငါနဲ့မနေကလို့ပဲဟောင်းများတစ်ဖြစ်စေ Yeah.
sound can't be mine. And I don't wait alone on Sunday. When you hear the long blow out your God, I don't get this alive. I can't handle now, say I see the best.
we wait more you can like it home you need you nine less the moon ni ti map you me ti nine babu me chong ni da you me more than day day ma cool off your table better rebel for the cat see down leg lo I chenga moza mya be wo go jing when go da de be ba kwe
Stand up there along game with you. The get away of my dollar. Get on them like it now. The get away of my dollar. Get on them like it now. More like to me, you know yeah. Go so like to me. You mong yeah. Say the name, nip down the ladder. Say my love, she your unit down. So you die, you go take it out. Losing God, yeah, I'm a lady. Go, don't let them die. Take away. I'm gonna say, so I call my name. So in my eye, in my eye, in my eye, why can't they love? My baby is a dream, oh, you're champagne. A thousand later, the kid is so champagne. Since I take home, I'm somebody. Stop your own mind, ain't far away. Take my picture, don't time for yourself. Stop your own mind, ain't far away. Take my picture, don't time for yourself. In the yard, in the yard, in the yard, I'm in love.မင်းနဲ့တွေ့မလို့ငါနဲ့ကိုယ်ဝရဲ့နဲ့တွေ့ပဲဟာမင်းကြောက်တဲ့တွေ့ဖြစ်လာတယ်အောင်ရခဲ့တဲ့အိမ်မများအိမ်စမဲမောင်ငါများများအိမ်မပြည့်တဲ့ဝေးပါလို့ရင်ကိုနေထွေးသွားခြေတော်များများပြေလက်သွား Sorry, my little bunny. Millie beat it all in me. Go boy and the baby, me tell Jane to chill out it. Oh, why you keep on doing something? See it and I'm yawning. I'll be not there to do it. These are it, yeah. Go to me and I'm afraid of you. But in the walk with this on me. Such an you may say, tell I but to do it. These are it here. Go to me and I'm afraid
ပြီးလို့ရှိရင် EK ပိုင်းကြော်ထူအဖွဲ့ဆက်လက်ပြောပြမှာဖြစ်ပါလို့ရှင်Today we got it, me by it, got it,
ကျေးဇူးတင်ပါတယ်ဆရာမရဲ့ပိုးလေးကလည်းသမီးတို့သားတို့လိုမျိုးပဲကြွလာတာပေါ့နော်ဆရာမကိုရွေးလိုက်ပါပြီစာရေးဆရာနဲ့စာရေးဆရာမသုံးဦးပေါင်းပြီးတော့ကျွန်တော်တို့အမှတ်တရတစ်ပင်တစ်ပင်ဆက်ယူမှာဖြစ်ပါတယ်အဲ့ဒါပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့ဟောပြောပွဲအစီအစဉ်ကိုစတင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ပြောကြရပါဗျာအားလုံးကိုကျေးဇူးတင်ပါတယ်တမ်းဘူးလေးရှိမှာ။ကြာရှိတယ်။စမောရတမ်းဘူးလေး။စမကြီးလေးပါတော့။ဘောရတာလည်းလို့ရတမ်းဘူးနဲ့ဆေးတာစမ။ဟိုကွာပေါ်လာ။ပေါက်ပေါက်လိုက်။ဆရာမောင်သားချိုဟာအဘသူ့ရဲ့အမိရင်ကတော့ဦးတောင်းညွန့်ဖြစ်ပါလေရှင်။မိဘများကတော့ဦးဝင်းသိန်းဒေါ်တင်ဖြစ်ပြီးတော့မှဇာတိကတော့ကွန်ကန်ကျုံမြို့သုံးခွရွာမှာ17ရက်3လ1958ခုနှစ်မှာဝေးဖွားခဲ့တာဖြစ်ပါလေရှင်။ဆရာရဲ့ပညာရေးရန်ကုန်တက္ကသိုလ်မှဝိဇ္ဇာဘွဲ့ရတာက1983ခုနှစ်ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကိုလည်း1983ခုနှစ်မှာရရှိခဲ့ပါလေရှင်။မဟာဝိဇ္ဇာဘွဲ့ကိုတော့1988ခုများမှရရှိပြီးတော့ယခုပါရဂူဘွဲ့ကိုတော့2013ခုမှာရရှိခဲ့ပါလေရှင်။ယခုလက်ရှိလုပ်နေတဲ့အလုပ်ကိုင်များကတော့ရန်ကုန်တက္ကသိုလ်ဒေသကောလိပ်နဲ့လောက်သားများကောလိပ်နိုင်ငံခြားဘာသာတက္ကသိုလ်နဲ့မိထီလာတက္ကသိုလ်ဟင်္ဒရာတက္ကသိုလ်နဲ့ယခုပညာရေးတက္ကသိုလ်တွေမှာအမှုထမ်းနေစေဖြစ်ပါလေရှင်။စာရေးဆရာမောင်သားချိုရဲ့အမည်နဲ့စာအုပ်ထုတ်ဝေခဲ့တာကတော့16အုပ်ရှိပါလေရှင်။2000ပြည့်နှစ်မှာသမီးဖတ်ဖို့2000ခုနှစ်မှာပင်လယ်ဝသို့လီကလေးနဲ့ထွက်ခဲ့2002ခုနှစ်မှာတော့အိမ်မက်များအနားမလာရဆိုတဲ့စာအုပ်များအပြင်2013ခုနှစ်မှာတော့ပီကနစ်များစီမှလေကားထစ်များစီတို့ဆိုတဲ့စာအုပ်ပေါင်းအားလုံး16အုပ်ကိုထုတ်ဝေခဲ့တာဖြစ်ပါတယ်ရှင်။ဂျက်ကွန်းချန်ကုန်းအမည်ဖြင့်14အုပ်ထုတ်ဝေခဲ့ပါတယ်။နံပါတ်1 2000ပြည့်နှစ်မှာတပုတ်ဦးကျေးရွာမှာမမြင်ရသောကံတရားများဖြစ်ပြီးတော့မှ14အုပ်မြောက်ကတော့2012ခုနှစ်မှာကဒုစိတ်ကမှုအိတ်ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ရှင်။စာပေစုများကိုတော့မန္တလေးစာဖတ်သူအကြိုက်1998ခုနှစ်မှာရရှိခဲ့ပြီးတော့ဖြူမိတ်ဆွေများကိုစာအုပ်ကိုတော့1999ခုနှစ်မှာ2000ပြည့်နှစ်မှာတော့တောင်မော်ကွန်းတစ်စာအုပ်ဖြစ်ပြီးတော့2004မှာမန္တလေးထိုင်းရိပ်မျိုးဆိုတဲ့စာအုပ်ဖြစ်ပါတယ်ရှင်2009ခုနှစ်မှာတော့ထွန်းဖောင်ဒေးရှင်းစာအုပ်ဖြစ်ပါတယ်ရှင်အခြားဆောင်ရွက်ခဲ့တဲ့ဒီခုချိန်မှာစတင်ပြီးစာပေဟောပြောပွဲအစီအစဉ်မှာပထမဦးစွာဟောပြောဖို့ချမယ်ဆရာကြီးမောင်သားချိုကိုစေပြမောင်ကိုကြောက်ရအောင်နေရာယူပေးပါရန်လေးစားစွာဖိမှန်တကားပြုပါရခင်ဗျာကျပလေးရှိတယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့များသောအားဖြင့်ကျွန်တော်တို့လုပ်တဲ့ပွဲတွေကညက်ပက်နေများတယ်။နောက်9နာရီခွဲလို့သမီးတွေ10နာရီခွဲစသည်ပြင်ပေါ့နော်။ညကြရင်လည်းတကောင်းလေးပါးကြော်ပြီးတော့2နာရီ3နာရီဖြစ်သွားတတ်တယ်။သို့တော်လည်းပဲအခုတော့ရှင်းပြန်တဲ့အေးတဲ့အတွက်ကျွန်တော်တို့3နာကျောင်းသားတွေလည်းလိုက်အောင်ဆိုပြီးတော့ပညာပြည့်ဝနှလုံးလှဒါလေးပေါ်လာတယ်ကောင်းတယ်မှာနော်။ပညာပြည့်ဝနှလုံးလှသမီးတွေတိုင်းတော့ကောင်းစီပါတယ်လေ။ပညာပြည့်ဝပဲဒါလေးလားလက်သန်းကြရတာနော်လေးပြလို့ပါလို့ဟဲ့လားစက်တယ်ပညာပြည့်ဝနှလုံးလားကျွန်တော်တို့လောကကြီးတိုးတက်ဖွံ့ဖွားဖို့အတွက်ဘာဒီလိုတလဲလို့မေးတဲ့အခါမှာကျွန်တော်စဉ်းစားမိတဲ့အဖြေပါကျွန်တော်ကိုယ်ပိုင်ပုတ်ပါဘူးဆရာမကြီးတွေသိမှာပေါ့မန်လဲဆရာတော်ဘုရားနော်မန်လဲယောဂဆရာတော်ဘုရားခုတော့မရှိတော့ဘူးကြပြတပုတ်ရေးခဲ့ဘူးလေမကဒေဝလင်္ကာကြီးဆိုတာအဲ့ဒီမကဒေဝလင်္ကာကြီးထဲမှာဘုံဘုံကဘာရေးကြလဲဆိုတော့လူတယောက်အောင်မြင်ဖို့အတွက်တစ်ချက်လူလဲဆိုတာကိုကြပြထည့်ရေးတယ်သူကပညာပြည့်ဝနှလုံးလှတော့ကိစ္စကြီးငယ်